နာမည်လေးလုံးနဲ့မင်းသမီးကစနှိုက်လို့ပြက်ခဲ့တာဆိုတဲ့လွမ်းပိုင်မင်္ဂလာပါပရိသတ်ကြီးရေအဆိုတော်ထက်ထက်နဲ့လွမ်းပိုင်ဟာဆယ်စုနှစ်တစ်ခုအကြာတွဲခဲ့ကြတဲ့ချစ်သူတွေဖြစ်ပါတယ်။နှစ်ယောက်လုံးကလူငယ်ဆိုတော်ဖြစ်ပြီးစမ်းထားခဲ့ကြသူတွေဆိုလဲမမှားပါဘူး။လွမ်းပိုင်ရဲ့စီးမဆောက်မှုတွေကြောင့်10နှစ်ကျော်ဆက်ဆံရေးကတော့ပြတ်ဆဲသွားခဲ့ပါပြီ။နမီလေးလုံးနဲ့တက်သစ်စမင်းသမီးနဲ့တွဲခုတ်ခဲ့တဲ့လွမ်းပိုင်ဟာမကြသေးခင်ကထက်တချင်းအသစ်ဖြစ်တဲ့နမီတက်ပြီးပြောပိုင်ခွင့်မရှိဗီဒီယိုတင်ပြီးမှတင်သူ့ Facebook စာမျက်နှာမှာဒေါသစာရေးတင်ခဲ့ပါတယ်။လူအများစုကတရုတ်ပုံကြောင်းကတရုတ်မလေးနန်းစုရတီဆိုးကိုစနိုင်မလေးလို့ထင်ကြေးပေးခဲ့ကြပေမဲ့လွမ်းပိုင်နဲ့နော်ဖောအဲထားတို့နန်းနေတဲ့ဗီဒီယိုကထွက်ပေါ်လာခဲ့ပါတယ်။ထက်နဲ့ပြတ်သွားရတာဟာလဲနော်ဖောအဲထားကြောင့်လို့လွမ်းပိုင်ကစာရေးတင်ထားခဲ့ပါတယ်။လွမ်းပိုင်ကတော့အရင်ရေးစားဟောင်းရဲ့တချင်းအောက်မှာကောမန့်လာရေးတဲ့အပြင်စနိုက်နော်ဖောကိုလည်းခနဲ့ပြီးရေးတင်ခဲ့ပါတယ်။လွမ်းပိုင်ရဲ့အခုလက်ရှိတွဲနေတဲ့သူကတော့နန်းစုရတီဆိုးလို့အများကထင်ကြေးပေးနေကြပါတယ်။နန်းစုရတီဆိုးဟာဆိုရင်လဲဂျီဖက်ရဲ့ရေးစားဟောင်းဖြစ်ပါတယ်။နှာခေါင်းပွားသလောက်နားထလွန်းတဲ့လွမ်းပိုင်ကတော့မချော3ယောက်ကို1ယောက်ဇလန်းကိုဖန်တီးနေတယ်လို့ပါပဲ။ပရိသတ်ကြီးရောဘယ်1ယောက်နဲ့ပိုသဘောတူလဲဆိုတာပြောခဲ့ပါဦး။